အားလုံးပဲမင်္ဂလာပါဘိုဘိုင်း Entertainment Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါပြည်သက်ကြီးတို့ကိုတင်ဆက်ပေးသွားခြင်းနဲ့အကြောင်းအရာလေးဟာဆိုရင်တော့တရေခိတရာမျိုးဟောင်းရဲ့အထင်ကရဒန်နာရီဇလန်တစ်ပုဒ်အကြောင်းပဲဖြစ်ပါတယ်တရေခိတရာနန်းတော်ထဲမှာမင်းကြီးဖြစ်တဲ့ဒေါ်တပေါင်းမင်းနဲ့မိဖုရားဖြစ်တဲ့ဗန်ထွာတို့ရဲ့အချစ်အမိုးလွန်ဆွဲပွဲကပြင်းထန်လွန်ခဲ့ပါတယ်ဒေါ်တပေါင်းအိရှိဇံဘဝတွေကဗန်ထွာနာမည်ကိုကြားရုံနဲ့စိတ်ဝင်စားနေခဲ့ပါတယ်။ဘယင်ဖြစ်တော့ဗေဒနိုးတိုင်းပြည်ရဲ့ဘယင်မဖြစ်တဲ့ဗန်ထွာကိုလက်ဆက်လိုကြောင်းကမ်းလှမ်းခဲ့ပါတယ်။ဗန်ထွာကတော့ဒေါ်တပေါင်းရဲ့နာမည်ကိုကြားရုံနဲ့တင်ခါခါတီးတီးမုန်းနေတာဆိုတော့ရင်တီးတဲ့စကားလုံးတွေနဲ့ညှင်းလွတ်လိုက်ပါတယ်။ဒေါ်တပေါင်းမင်းကအနူနီးနဲ့မရတော့ဗေဒနိုးမြို့ကိုစစ်ခင်းပြီးတော့ဗန်ထွာကိုတိမ့်ပိုက်ခဲ့တယ်လို့ဆိုပါတယ်။ငိုတဲကဒေါ်တပေါင်းကိုမုန်းနေတဲ့ဗန်ထွာဟာဗေဒနိုးမြို့သူမြို့သားတွေအသက်ခံရတာတွေကိုတစ်မျိုးလုံးမီးလောင်တိုက်သွင်းခံရတာတွေကိုကြုံလိုက်တဲ့အခါမှာတော့အမုန်းပေါ်အညိုးပါထပ်ဆင့်သွားခဲ့ပါတယ်။စစ်ရှုံးသွားတဲ့ဗန်ထွာကိုအရှင်ဖမ်းပြီးတော့တရေကရိယာမြို့ပေါ်ကိုခေါ်ဆောင်သွားပြီးဒေါ်တပေါင်းမင်းရဲ့မိဖုရားအနေနဲ့မြောက်စားခဲ့ပါတယ်။ဒေါ်တပေါင်းမင်းကဗန်ထွာမိဖုရားသူ့အပေါ်ပြန်ချစ်လာအောင်အမျိုးမျိုးကြိုးစားပြီးမဲ့ဗန်ထွာကတော့အခွင့်ကြုံတာနဲ့လှုပ်ကြံမှုအမြဲစောင့်ကြည့်နေပါတော့တယ်။ဗေဒနိုးမျိုးကြာရှုံးပြီးကြတဲ့ကဗန်ထွာရဲ့အသက်ရှင်မှုအတွက်တခုတည်းသောအကြောင်းပြချက်ကတော့ဒေါ်တပေါင်းမင်းကိုကလေးစားပြန်ချေမှုဖြစ်ပါတယ်။ဗန်ထွာဘာလို့ဒေါ်တပေါင်းကိုမုန်းရတာလဲ။ဒေါ်တပေါင်းမင်းရဲ့မိဘတွေကတော့ရတိမြို့ဘရင်မဟာသမဝမင်းနဲ့ဗေဒာကြီးဖြစ်ပြီးတော့ဗန်ထွာရဲ့မိဘတွေကတော့ရတိမြို့အိရှိဇန်စုနသမဝနဲ့ဇန္နာမုခိတို့ပဲဖြစ်ပါတယ်မဟာသမဝနဲ့စုမသမဝတို့ဟာညီအကိုရင်းတွေဖြစ်ပါတယ်သမဝညီနောင်ရဲ့အမေကင်းနီဒေဝီနဲ့ဗေဒာကြီးရဲ့အဖေခေပဒူရာရတိတို့ကတော့မောင်နှမတော်ဆက်ကြပါတယ်အဲ့ဒီတော့သမဝညီနောင်နဲ့ဗေဒာကြီးတို့ဟာမောင်နှမဝဲကွဲပြန်လဲတော်ဆက်ကြပါတယ်သမဝညီနောင်နဲ့ဇန္နာမုခိတွေ့ပုံကနည်းနည်းတော့ထူးဆန်းပါတယ်သမဝညီနောင်ကအစကဝိရပါမျက်မြင်တွေဖြစ်ပါတယ်သူတို့ရဲ့အဖေတကောင်းဘရင်မင်းကြီးတို့မဟာယာစကမမြင်သားနှစ်ယောက်ကြောင့်အရှက်ရတယ်ဆိုပြီးတော့တက်ပစ်ခိုင်းတာကိုမိခင်ဖြစ်တဲ့ကိန်းရီဒေဝီကလှုပ်ဝက်မွေးမြူခဲ့ပါတယ်19နှစ်ကြာတော့မျက်မြင်သားနှစ်ယောက်အသက်ရှင်နေသေးကြောင်းမင်းကြီးတည်ပြီးတော့ဒုတိယအကြိမ်ထပ်သက်ခိုင်းပါတယ်ကိန်းဒီဒေဝီလည်းဆက်မွေးထားလို့မဖြစ်နိုင်မှန်းတီးတဲ့အခါမှာတော့သားနှစ်ယောက်ကိုရိတ်ခါအပြည့်နဲ့ဖောင်ပေါ်တင်ပြီးမြစ်ထဲမျောချလိုက်ပါတယ်တောထဲမှာဆေးမြစ်လာတူးတဲ့ဆန္နာမုခိကမြစ်ဆက်မှစစ်ပင်ခိုင်းနဲ့ဖောင်ညိနေတော့ခိုးတက်ပြီးတော့စားမိန်တို့ကိုခိုးစားတာကိုတမဝါညီနောင်မိသွားခဲ့ပါတယ်ဆန္နာမုခိဆေးကူပေးလိုက်လို့ညီနောင်နှစ်ယောက်လည်းမျက်စိပြန်မြင်သွားခဲ့ပါတယ်ညီငယ်စုနသမဝနဲ့ဆန္နာမုခိတို့မေတ္တာမျှသွားတယ်လို့ဆိုကြပါတယ်သူတို့သုံးဦးခရီးဆက်လာလိုက်တဲ့အခါမှာတော့ဘူခါချောင်းမှာရေလာခတ်တဲ့ဗေဒာကြီးနဲ့စုံကြပါတယ်ဗေဒာကြီးကတောထဲရောက်လာတဲ့ဧည့်သည်တွေကိုသူ့အဖေခေပဒူရာယတိနဲ့မိတ်ဆက်ပေးရာကနေသူတို့ဆွေမျိုးတော်ဆက်ပုံကိုတည်သွားကြတယ်လို့ဆိုပါတယ်ခေပဒူရာယတိရဲ့အစီအစဉ်နဲ့ပဲတက်ကြအင်းမျိုးကိုအခြေတည်ပြီးတော့ရတိမျိုးတစ်ကိုတီထောင်လိုက်ပါတယ်မဟာသမဝါကမင်းကြီးဗေဒာကြီးကမိဖုရားခေါ်မူလတကြံအင်းမျိုးပိုင်နန်းခမ်းကမိဖုရားဖြစ်လာခဲ့ပါတယ်စုနသမဝါကအင်ရှိမင်းဆန္ဒမုခိကအရှိဇံမိဖုရားဖြစ်လာခဲ့ပါတယ်စုနသမဝါတို့ကအရင်သမီးဦးလေးမွေးခဲ့ပါတယ်သူကတော့နောက်တစ်ချိန်မှာဗိန္ဒနိုးမြို့ရဲ့ဘယင်မဖြစ်လာတဲ့သူပဲဖြစ်ပါတယ်အထွတ်အမြတ်ကလေးဆိုပြီးတော့ဗိန္ဒနိုးလို့နာမည်မှတ်ခဲ့ကြပါတယ်ဗန်ထွာတို့လည်းခေါ်ခဲ့ပါတယ်မဟာသမဝါမင်းကတော့နန်းဆန်တဲ့ချောင်းတွေမှာနေရွာဆန်ပြီးတော့ဗေဒာကြီးမှာတော့မဟာသမဝါမင်းနဲ့ရတဲ့ကိုဝင်3လကြံရစ်ခဲ့ပါတယ်အိရှိမင်းဖြစ်တဲ့စုနသမဝါကထိနှံဆက်ခံပြီးနောက်အကြီးတော်ဗေဒာကြီးကိုမိဖုရားကောင်ညှောက်လိုက်ပါတယ်အဲ့ဒီခါမှာတော့ဆန္ဒမုခိဟာမျက်မြင်ဘဝတဲ့ကကောင်းတူဆိုးဘက်အတူတူရင်ဆိုင်ခဲ့ပြီးခုလိုဘရင်ဖြစ်ပြီးကောင်းစားခြင်းရောက်မှာ
သူကိုခြံထားရိတ်ခဲ့တယ်ဆိုပြီးတော့စိတ်နာသွားခဲ့ပါတယ်။ဒါနဲ့သမီးငယ်လေးပန်ထွာကိုပိုက်ပြီးတော့နန်းတော်ကနေထွက်သားလိုက်တာလမ်းမှာကုမဝတီပြည်ရှင်နဲ့တွေ့ပြီးကုမဝတီပြည်ကိုပါသွားခဲ့ပါတယ်။ကုမဝတီမင်းကြီးကစူနာမုခိကိုမိဖုရားမြောက်ပြီးတော့သားသမီးမထွန်းကားတဲ့အတွက်ကြောင့်မလို့မရပါသမီးပန်ထွာကိုနန်းလျာအဖြစ်ထားလိုက်ပါတယ်။နောက်တော့ပင်တနိုးမင်းသမီးအုပ်စိုးတဲ့တိုင်းပြည်မို့လို့ပင်တနိုးပြည်တို့ပြောင်းလဲခေါ်ခဲ့ပါတယ်။ပင်တနိုးအရွယ်ရောက်တော့မိဘတွေရဲ့အကြောင်းသိရှိပြီးတော့ဗေဒာကြီးနဲ့သူ့ရဲ့သားလုတ်တပောင်ကိုဘုံသွားခဲ့ပါတယ်။နောက်တော့သူတို့နှစ်ယောက်ဟာထိပြန်နန်းပြန်ဖြစ်လာခဲ့ကြပါတယ်။လုတ်တပောင်မင်းကရသေးပြည်ကိုအုပ်ချုပ်မင်းလုပ်ပြီးတော့ဗေဒနိုးကဗေဒနိုးပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်။နောက်တော့လုတ်တပောင်မင်းကအေယာဝတီမြစ်အဝခေါင်းလောင်းပုံပင်လယ်ကွေးရဲ့ထိပ်မှာတေခရစ်ယာပြည်နဲ့မြို့သစ်တည်ထောင်လိုက်ပါတယ်။အချိန်ကတော့ခရစ်တော်မပေါ်မီ443ခုလောက်ကပဲဖြစ်ပါတယ်။ဒေါ်တော်မင်းကြီးရဲ့တိုင်းပြည်ကအင်အားကြီးမားတဲ့အတွက်ကြောင့်မို့အခြားသောပြည်နယ်တွေကအခွန်ဆက်သားကြရပါတယ်။အလိုအခွန်ဆက်တဲ့ထဲမှာပန်ထွာဘရင်မှမပါဝင်ခဲ့ပါဘူး။ဒေါ်တော်မင်းကြီးကသူအသစ်တည်ထောင်တဲ့တေခရစ်ယာပြည်ကြီးအခြေချပြီးတော့အင်အားကြီးထွားလာပြီးနောက်မှာတော့ငယ်တွေကရည်ရွယ်ထားတဲ့အတိုင်းပန်ထွာဘရင်မကိုလက်ဆက်ဖို့ကမ်းလှမ်းခဲ့ပါတယ်။စစ်ရှုံးသွားလို့မိဖုရားဖြစ်လိုက်ရတဲ့ပန်ထွာဟာဒုတ်တပေါင်ကိုလှုပ်ကြံမှုစူးစမ်းပြီးမယ်ဒုတ်တပေါင်မင်းရဲ့ဘုံကံမြင်မာနေတဲ့အတွက်ကြောင့်မို့အထာမမြောက်ဖြစ်ခဲ့ပါဘူး။ပန်ထွာမိဖုရားဖြစ်ပြီးနောက်တက်တော်59နှစ်မှာဗေဒရိုးကနေပါလာတဲ့ရန်ရွှေတော်ရဲ့လှုပ်ဝက်တာပြီးသုံးတန်စစားပင်ကရွှန်ရှားပွဲအဝတ်စုပ်တွေကိုကောက်ပြီးပြန်လဲကြိတ်ပြီးနောက်ဖြူပွေးနူးရတဲ့မျက်နှာတုပ်ဘဝဖြစ်အောင်ပြန်လဲရက်လုပ်ပါတယ်။ဘဝမှာမွေးနှံသားတွေတုံလင်းပြီးတော့မင်းကြီးကိုမျက်နှာတုပ်ဘဝဆက်တာခဲ့ပါတယ်။မင်းကြီးကဘဝနဲ့မျက်နှာကိုတုပ်လိုက်တဲ့ခဏမှာပဲတတိယမျက်လုံးဖြစ်တဲ့မျက်လုံးနှလုံးကြားကနက်မျက်စီကွယ်သွားခဲ့ပါတယ်။ပြီးတော့အစွမ်းထလာတဲ့တက်လျက်လေးများလှမ်းတီလာဝန်တမထားနေနက်စစ်တီတွေအလိုအလျောက်ကွယ်ပြော့ကုန်ခဲ့ပါတယ်။အဲဒီအချိန်ကစပြီးဒုတ်ပေါင်ဘရင်ဖုံတကိုကြာဆွင်းလိုက်တာအခြားတိုင်းပြည်တွေကပမာမခန့်လုံလာကြပါတယ်။ဒုတ်တပေါင်မင်းကြီးကတော့ပန်ထွာအပေါ်အပြစ်မမြင်ပေမဲ့တိုင်းသူပြည်သားတွေကတော့ပန်ထွာပြည်မကိုအခဲမကြီးဖြစ်ခဲ့ကြပါတယ်။ဒီနေ့နန်းတော်ကအပြို2ယောက်ဆက်သားတဲ့အချိုဘွဲကိုသုံးဆောင်ရင်းပန်ထွာအစိမ့်သိမ့်ပြီးတော့ကွယ်လွန်ခဲ့ပါတယ်။ပုပ္ပါမှာခိုလုံနေတဲ့ပန်ထွာရဲ့မိခင်ဆန္ဒမုခီလည်းသမီးတော်တည်ကြားပြီးတော့ရင်ကွဲနာကြတေပွဲဝင်ရှာရပါတယ်။ဒီလိုနဲ့နေပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ဒေါက်တာမောင်မင်းကတော့ရေချောင်းနဲ့လှည့်လည်နေရင်ဝဲအတွင်းနှမြုပ်နေရွာဆန်တယ်လို့ဆိုပါတယ်။နေရွာဆန်တဲ့အချိန်မှာဘင်ကြီးရဲ့တက်တော်ဟာတရားနဲ့9နှစ်ရှိနေပြီပဲဖြစ်ပါတယ်